ဗျာဒိတ်ကျမ်းဖတ်ရှုခြင်းဗျာဒိတ်ကျမ်းအခန်းကြီး1ကာလမကြာမမြင့်မီဖြစ်ရမည့်အမှုရာများကိုယေရှုခရစ်သည်မိမိအစီခံကျွန်တို့အားပြောစေခြင်းကဖျားခင်အပ်ပေးတော်မူသောထိုသခင်၏ဗျာဒိတ်တော်ကိုဆိုပေအပ်ထိုသခင်သည်မိမိကောင်းကင်တမန်ကိုစေလွှတ်၍မိမိအစီခံကျွန်ယောဟန်အားဗျာဒိတ်တော်အရေးကိုပြတော်မူ၏ယောဟန်သည်လည်းဖျားခင်နှုတ်ကပတ်တော်နှင့်ယေရှုခရစ်တသက်ခံတော်မူချက်တို့ကိုမြင်သမျှအတိုင်းတသက်ခံ၏ကာလအချိန်ရောက်လူနီးပြီဖြစ်၍ဤအနာဂတ်ကျမ်းစကားကိုကြည့်ရှုဖတ်ရနားထောင်၍ရေးထားသမျှတို့ကိုစောင့်ရှောက်တော်သူတို့သည်မင်္ဂလာရှိကြ၏ငါယောဟန်သည်အာရှိပြည်၌ရှိသောအသင်းတော်ခုနှစ်ပါးကိုကြားလိုက်ပါ၏ပြစ္ဆုတ်ပံအတိတ်အနာဂတ်ကာလစဉ်ရှိတော်မူသောဖျားခင်ထံတော်က၎င်းပလင်တော်ရှိ၌ရှိသောဝိညာဉ်ခုနှစ်ပါးထံက၎င်းတစ္ဆာဆောင်သောတတိကံဖြစ်တော်မူထသောတည်သောသူတို့တွင်တာဟုဖြစ်တော်မူထသောလောကီဘုရင်တို့၏အထွတ်ဖြစ်တော်မူသောယေရှုခရစ်ထံတော်က၎င်းကျေးဇူးတော်နှင့်ညီသက်ခြင်းသည်တင်တို့၌ရှိပါစေသောငါတို့ကိုချစ်၍မိမိအသွေးနှင့်ငါတို့ပြစ်များကိုဆေးကြောတော်မူ၍မိမိခမဲတော်ဘုရားသခင်ရှိ၌ငါတို့ကိုရှင်ဘုရင်အရာ၌၎င်းယေဘရဟိအရာ၌၎င်းခံထားတော်မူသောသူသည်ကဘာအဆက်ဆက်ဘုံတည်အစွမ်းတတိရှိတော်မူစေတည်းအာမင်ကြည့်ရှုလော့မိုးတေနှင့်တကွကြွလာတော်မူသည်ဖြစ်၍ကိုယ်တော်ကိုထိုးဖောက်သောသူတို့နှင့်ရှိသမျှသောသူတို့သည်ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည်ကိုယ်တော်ကြောင့်ငိုကြွေးမြည်တမ်းကြလိမ့်မည်မှန်ပေ၏အာမင်ငါသည်အာလဖဖြစ်၏ဩမေဂလည်းဖြစ်၏ဟုအနန္တတကူနှင့်ပြည့်စုံတော်မူ၍ပြစ္ဆုတ်ပံအတိတ်အနာဂတ်ကာလအစဉ်ရှိတော်မူသောထာဝရရှင်ဘုရားသခင်မိန့်တော်မူ၏ယေရှုခရစ်ဆင်းရဲခြင်းဒုက္ခမှစ၍နိုင်ငံတော်ကို၎င်းတည်ခန့်တော်မူခြင်းကို၎င်းတင်တို့နှင့်အတူဆက်ဆံသောအဖို့အဖက်တင်တို့အကိုငါယောဟန်သည်ဘုရားသခင်၏နှုတ်ကပတ်နှင့်ယေရှုခရစ်တသက်ခံတော်မူချက်ကြောင့်ပတ်မှုကျွမ်းမှနေရစဉ်တွင်သခင်ဖျားနေ၌ဝိညာဉ်တော်ကိုခံရ၍တဘိုးခရာအတန်ကဲ့သို့ငါနောက်၌မြည်သောအတန်ကြီးကိုကြား၏မြည်သောအချက်ဟုမူကားသင်သည်မြင်သောအရာကိုစာဆောင်၌ရေးထား၍အေဖက်မြို့စမူရဏမြို့ပေရဂံမြို့တွာတီယာမြို့တာဒီမြို့ဖိလဒေလဖိမြို့လောဒကိမြို့၌ရှိသောအသင်းတော်ခုနှစ်ပါးထံသို့ပေးလိုက်တော်ဟုဆိုသည်ထို့သို့ငါနှင့်စကားပြော၍အတန်မြည်သောသူကိုမြင်ခြင်းကငါသည်လှည့်ကြည့်လျင်ရွှေမီးခွက်ခုနှစ်လုံးကို၎င်းထိုမီးခွက်ခုနှစ်လုံးအလယ်၌လူသားတော်နှင့်တူသောသူတဦးကို၎င်းမြင်၏ထိုသူသည်ခြေတို့တိုင်အောင်ဝိရှုံလျက်ရင်တော်၌ရွှေကပန်းကိုစီးလျက်ဖြစ်၏ခေါင်းတော်နှင့်စပင်တော်သည်ဖြူသောသုံးမွေးကဲ့သို့၎င်းမိုးပွင့်ကဲ့သို့၎င်းဖြူ၏မျက်စိတော်သည်လည်းမီးလျံကဲ့သို့ဖြစ်၏ခြေတော်သည်လည်းမီး၌ချွတ်ပြီးသောကြေးဝါစင်းနှင့်တူ၏အတန်တော်သည်လည်းသမုဒ္ဒရာတန်ကဲ့သို့ဖြစ်၏လက်ရလက်တော်သည်လည်းကျဲခုနှစ်လုံးကိုကိုင်၏ကတွင်တော်ထဲကလည်းထက်သောတန်လျက်ထွက်၏မျက်နှာတော်သည်အရှိန်တကိုးနှင့်ထွန်းတောက်သောနေကဲ့သို့ဖြစ်၏ထိုသူကိုငါမြင်သောအခါသေမတက်ဖြစ်၍ခြေတော်ရင်း၌လဲလျက်နေ၏ထိုသူသည်လက်ရလက်တော်ကိုငါအပေါ်သို့တင်လျက်ကြောက်ရွံ့ခြင်းမရှိနှင့်ငါသည်အဦးဆုံးသောသူနောက်ဆုံးသောသူဖြစ်၏အသက်ရှင်သောသူလည်းဖြစ်၏ငါသည်အရင်သေးသည်ဖြစ်၍ကဘာအဆက်ဆက်အသက်နှင့်ပြည့်စုံ၏မရဏနှင့်မရဏနိုင်ငံကိုလည်းငါအစိုးရ၏ထို့ကြောင့်သင်သည်မြင်ပြီးသောအရာတို့ကို၎င်းယခုရှိသောအရာတို့ကို၎င်းနောက်ဖြစ်လက်တန်သောအရာတို့ကို၎င်းရေးထားလော့ငါလက်ရလက်၌ထင်ရှားသောကြယ်ခုနှစ်လုံးနှင့်ရွှေမီးခွက်ခုနှစ်လုံး၏နည်းနည်းချင်းအရာဟုမူကားမီးခွက်ခုနှစ်လုံးသည်အသင်းတော်ခုနှစ်ပါးဖြစ်၏ကြယ်ခုနှစ်လုံးသည်လည်းထိုခုနှစ်ပါးသောအသင်းတော်တို့ကိုအုပ်တော်တမန်ဖြစ်ကြ၏ကြားနာကြသောညီကိုမောင်နှမအယောက်စီတိုင်းမှာဘုရားသခင်တည်တံ့ကောင်းကြီးပေးပါစေအာမင်